ကဲညီမလေးအကိုတို့ကိုဆေးခဲလို့ဒုက္ခရောက်ပြီးတော့ခင်လေးစီအကူညီတောင်းလို့အဆင်ပြေသွားတဲ့အကိုတယောက်အကြောင်းကိုပြောပြပေးမယ်ဒီထဲမှာလည်းအခုလူငယ်တွေပေါ့နော်အသက်16နှစ်ပြည့်တဲ့လူငယ်တွေလက်သက်ဆန်းကျင်တာမျိုးတွေရှိဆေးထိုးဖို့လက်သက်ဆန်းကျင်တာမျိုးတွေရှိနေရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားနော်အကိုတို့အတွက်အကျိုးတစ်စုံတရာတော့ရပါလိမ့်မယ်ခင်လေးစီပေါ့နော်ခင်လေးဒီမစီမန်စရောင်ထွက်ခါစားမစီမန်ထွက်ခါစားကမောင်လေးတယောက်ကအမစီမှာဆေးခဲပြေကြီးစီသေးလေးရှိရဆိုလို့ကျွန်တော်ကိုတခြားလေးရှင်းပြပေးပါလားဘယ်လိုမျိုးတော့ရင်ထိရောက်လဲပေါ့နော်အဲ့လိုမျိုးလေးတွေသူမိမနဲ့အတူနေတဲ့အခါမှာအဖူးရှိနေတဲ့အတွက်တော့ကျွန်တော်စိတ်လဲအဆင်ပြေမနေဘူးမိမလည်းစိတ်ကျေနပ်မှုမရဘူးအဲ့ဒီအတွက်ပေါ့နော်ကျွန်တော်မိမကိုဆွမ်းဆောင်ရည်ကြည့်နေယောက်ျားပြပြတာဒီဆေးခဲကိုပြေးနေအမရေတဲ့အဲ့လိုပြောတာပေါ့နော်သူကတော့အသက်30မန္တလေးဘက်ကအကူပဲဖြစ်ပါတယ်ခင်ဗျာအကိုညီမလေးတို့ဒီဆေးရလဲဆေးခဲကိုနှစ်ပတ်အတွင်းပြည်တယ်လို့ပြောတယ်ဒါပေမဲ့အကိုကဘောနော်အသက်30ပေါ့16နှစ်ကထိုးလာဆိုတော့တစ်လားစာ2ဘူးလောက်တော့ယူလိုက်ဒီတနေ့ကိုဒီဆေးလေးကိုပေါ့နော်တနေ့ကိုဒီအညွှန်းတိုင်းလေးတာတိတ်ချလုံးနှစ်ပတ်အတွင်းကိုတိတာထူးခြားလိုက်မယ်လို့ခင်လေးတို့ဘက်ကပြောပြီးတော့ရောင်းပေးခဲ့တယ်ရာချင်းပူချင်းဆက်ချင်းလုံးဝမရှိဘူးတဘာဝဆေးဖြစ်လို့အကိုနည်းနည်းလေးတော့စိတ်ရှည်ပေးဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာတဘူးကုံတဲ့အချိန်မှာတွေကိုတော်တော်လေးတိတာသွားတယ်တော်တော်လေးကိုတိတာသွားတယ်ပေါ့နော်ညီမလေးပြန်လာပြောတယ်တဘူးကုံတဲ့အချိန်မှာညီမလေးအကူကတော့လေဆေးခဲပြေတာလုံးဝကိုတိတာတယ်ထပ်ပြီးတော့ဗောနော်အဆင်းလဲပျောက်ချင်တယ်ညီမလေးကြီးနောက်ထပ်တဘူးကိုဆက်သုံးမယ်ဒီထက်ဟိုပါဗောနော်အကူကတုံးလို့မြန်တာတုံးလို့လည်းနည်းနည်းမြန်နေလို့နေပြီးတော့နောက်ထပ်စားစေးရိုလေးညီမလေးကောင်းနေဆိုလို့စားစေးရိုလေးရောပို့ပေးပါအောင်ဆိုပြီးတော့ထပ်มาတယ်ဗောနော်အဲ့ဒါကြောင့်မလို့ဒီထဲမှာရှိနေတဲ့အကူတွေလည်းဆေးခဲနေတာကိုရှက်နေလို့လုံးဝမရဘူးနောက်ပိုင်းဆိုးကျိုးတွေဖြစ်လာနိုင်တယ်နော်ကိုစိတ်သွားတိုင်းလဲကိုမပါတော့ဘူးအမျိုးသမီးနဲ့အတူနေတဲ့အခါမှာသူ့ကိုဆက်ဆောင်ရင်မပေးနိုင်ဘူးဆိုကိုတိမ်ငယ်မှုတွေဖြစ်မဲ့လူကြားတဲ့မှာလဲဘောနော်စီးပွားရေးလူငွေရအစကိုပြောလိုက်တဲ့တကားကိုယုံကြည်မှုတွေပျောက်ဆုံးတတ်တယ်အဲ့ဒါကြောင့်မလို့ခင်လေးတို့ရဲ့အညာမောင်တဘာဝမစီမံလိမ့်စီလေးကိုတစ်နေ့ကို2ကြိမ်3ကြိမ်တော့အညွှန်းတိုင်းတာတေချာသုံးကြည့်ဖို့ခင်လေးကနှင်ပေးချင်ပါတယ်